စမတ်ဖုန်းနဲ့အခွန်ငွေပြန်ထုတ်ကြစို့ဈေးဖို့အခွန်သက်သာခွင့်လျှောက်ထားနီအားလုံးပဲမင်္ဂလာပါဖူစာမအကျိုးဆိုပါတယ်ပြီးခဲ့တဲ့နှစ်ကဈေးရုံစရိတ်တွေအများကြီးကုန်ခဲ့လားတနေ့အတွင်းဈေးဘိုးဝါခရန်10တောင်းထပ်ပို့ပြီးသုံးခဲ့ရင်ကိုပေးထားတဲ့အခွန်တွေကနေပတ်စံပြင်ရနိုင်ပါတယ်မိသားစုဝင်အားလုံးရဲ့ဈေးဘိုးကိုပေါင်းတွက်လို့လည်းရတယ်နော်ဒီနေ့တော့စမတ်ဖုန်းတစ်လုံးရှိုံနဲ့အိမ်မာတင်အလွယ်ဆုံးလုပ်လို့ရတဲ့နည်းလမ်းကိုပြောပြပေးမယ်ဗီဒီယိုကိုနောက်မှပြန်ကြည့်လို့ရအောင်အရင်ဆုံး save and follow လုပ်ထားလိုက်အောင်နော်ပြင်ဆင်ရမှာကဒီ၄ခုတည်းပါနံပါတ်1 my number cut password တွေကိုလည်းမမိနဲ့အောင်နော်နံပါတ်2ဂန်းဆန်ချောရှူချောအလောက်ကပေးတဲ့ဝင်ငွေခွန်စာရွက်နံပါတ်3ဈေးရုံဈေးကန်းဖြတ်ပိုင်းများနံပါတ်4ဘန်စာအုပ်ဒါတွေရှိရင်အားလုံး okay ပြီအရင်ဆုံး Minor Portal app ကိုဖွင့်ပြီး login ဝင်လိုက်ပါပြီးရင် Cocktail ခုခုခလကိုနှိပ်ပါဒီနေရာမှာအရေးကြီးတဲ့အချက်က Minor Portal link ကိုသုံးဖို့ပါပဲဒါဆိုရင်တနစ်စာဆေးဖို့အချက်လက်တွေကအလိုအလျောက်ပေါ်လာမှာဆိုတော့ဖြတ်ပိုင်းတွေကိုတစ်ခုချင်းစီရိတ်ထည့်เสียမလို့တော့ဘူးအញ្ញမ်းလွယ်သွားပြီမဟုတ်လားပြီးရင်ကိုယ့်ရဲ့ဂန်းဆန်စာရွက်ကိုဖုန်းကင်မရာနဲ့တပ်ပုံရိုက်လိုက်ရုံပဲကနန်းတွေကအလိုအလျောက်ဖြည့်ပြီးသားဖြစ်သွားမှာမို့မှားမှလည်းပူเสียမလို့တော့ဘူးနောက်ဆုံးမှာပြန်ရမယ့်ငွေပမာဏကိုစစ်ဆေးပြီးစုံစင်ခလုတ်ကိုနှိပ်လိုက်ရင်ပြီးပါပြီတလလောက်နေရင်ကိုပေးထားတဲ့ဘဏ်အကောင့်ထဲကိုပတ်စံတွေရိုက်လာပါလိမ့်မယ်နောက်ဆုံးရက်က March 16 ရက်နေ့အထိပဲနော်ရက်နေလာရင် website တွေထစ်တက်လို့အခုကလေးကကြိုလို့ထားလိုက်ကြရအောင်မရှင်းတာရှိရင် comment မှာမေးခဲ့လို့ရပါတယ်တတား